နော်ကျွန်တော်2မိနစ်လောက်ပြောပါမယ်ပြီးသွားရင်ဒီညီမလေး2မိနစ်ပြောပါမယ်ကျွန်တော်နာမည်စုမြတ်ဝင်းပါUTS မှာ PhD တက်နေပါတယ် Computer Science နဲ့ပါဒီနေ့ကျွန်တော်3ခုပြောချင်ပါတယ်ပထမ2ခုကတော့အတမကြီးကိုပြောချင်တာပါနောက်ဆုံးတစ်ခုကတော့ကြောင်ဆုံးသွားတဲ့မြန်မာပြည်ကဒီမိုကရေစီသူရဲကောင်းတွေကိုပြောချင်တာပါအဲ့တော့ပထမဆုံးတစ်ချက်အတမကြီးကိုကျွန်တော်ပြောချင်ပါတယ်တမကြီးကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်တောက်ကြနေကတမကြီးကိုလာတွေ့တဲ့၄ယောက်တယောက်ပါ Okay sorry တမကြီးမဟုတ်တော့လက်အောင်ပြောချစ်ကွဲကြီးဖြစ်သွား Okay အဲ့ရဥဒအောင်မျိုးရှင်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်တောက်ကြနေကဥဒအောင်မျိုးလာတွေ့တဲ့၄ယောက်တယောက်ပါကျွန်တော်တို့ဘက်မှာပြည်သူတွေဘက်ကနေပြီးတော့မမောင်မဲ့ရက်တီပေးဖို့ပြပြသားရက်တီပေးဖို့အတွက်ဥဒအောင်မျိုးကျွန်တော်တို့လာပြီးတောင်းဆိုတာ9ကြိမ်တောင်းဆိုခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးလူစကားတားမလဲတော့ခွဲပါအားကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဘာမှမတောင်းဆိုတော့ပါဘူးဒါပေမဲ့ဥဒအောင်မျိုးစဉ်းစားဖို့အတွက်အချက်တစ်ချက်ကျွန်တော်ပြောချင်ပါတယ်ပထမတစ်ချက်ကတော့အနာဂတ်ပါဥဒအောင်မျိုးဟာဝန်ထမ်းမှုကို30ကျော်လောက်ဖျက်ပြီးသွားပြီမိမိလုပ်ချင်တာတွေလောက်ဖျက်ပြီးသွားပြီအဲ့လိုလုပ်ပြီးသားလူတယောက်ရဲ့အနာဂတ်ကိုကိုယ့်ဘက်ကိုစိတ်ပူနေတယ်ကိုယ့်သားသမီးတွေအတွက်စိတ်ပူနေသလိုမျိုးပဲဗမာပြည်မှာဒီမိုကရေစီတိုက်ပွဲတွေကိုဝင်သွားတဲ့အသက်ဆုံးရှုံးသွားတဲ့သူရဲကောင်းတွေမှာလည်းဥဒအောင်မျိုးထက်မရောတဲ့အနာဂတ်တွေရှိပါတယ်နောက်တစ်ခုကတော့ကိုယ့်လိုက်ပြောကိုလုံးဖို့ပါဗမာပြည်မှာဒီမိုကရေစီတိုက်ပွဲဝင်အသက်ဆုံးရှုံးသွားတဲ့ပြည်သူတွေဟာသူတို့ရဲ့အနာဂတ်တွေသူတို့လက်ပြတွေလုံးပြီးနောက်ဆုံးထွက်တဲ့မောင်ကဖြစ်သွားတဲ့သူတွေပါအဲ့တော့ဥဆောင်ညွှန်နေတဲ့မိမိချက်ရှိနေတဲ့ဘဝမှာကိုလိုပြောင်ကိုလုံးစွာနေနိုင်ဖို့အတွက်ဒီအချိန်ဟာဆုံးဖြတ်ရမယ့်အချိန်မှာကိုယ်တမန်ကိုကိုရဲတာပါဥဆောင်ညွှန်ရှင်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်ကြာဆုံးသွားတဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီသူရဲကောင်းတွေကိုတိုင်တယ်ပြီးပြောချင်ပါတယ်တင်တော့ဟာတာဝန်ကျေခဲ့ကြတယ်တင်တော့ရဲ့ရဲရင်းနဲ့လုံဆောင်မှုတွေဟာကျွန်တော်တို့ရှင်းသွားဖို့အတွက်ခွန်အားတွေဖြစ်စေခဲ့တယ်တင်တော့ရဲ့ဝိညာဉ်တွေကျွန်တော်တို့အတူတူရှိပေးပါရှင်းဆက်ပြီးတော့မြန်မာနိုင်ငံဆရာနာရှင်စနစ်ကလွတ်မြောက်ပြီးဒီမိုကရေစီရရှိဖို့အတွက်တင်တော့နဲ့အတူတူကျွန်တော်တို့ဆက်လက်ပြီးတိုက်ပွဲဝင်မယ်ဆိုတာဂရုပြုရင်ရဲရောဖို့ရဲရောဖို့ရဲရောဖို့ကျေးဇူးတင်ပါတယ်ကျွန်တော်ညီမလေးဆက်ပြောပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါသမီးနာမည်အင်းငိမ့်ဆိုးပါသမီးဒီနေ့တမ်းမကြီးကိုမေးခွန်းနည်းနည်းလေးမေးချင်ပါတယ်sorry ဥဒအောင်ညသမီးမေးခွန်းလေးနည်းနည်းတော့မေးချင်ပါတယ်ဥဒအောင်ညသမီးရဲ့မေးခွန်းလေးကိုနားတော့မယ်လို့ယုံကြည်ပါတယ်တမ်းမကြီးရှင်တမ်းမကြီးနဲ့တန်ရုံးမရှိနေတဲ့ဝန်ထမ်းတွေမြန်မာနိုင်ငံမှာပေးနေတဲ့သူတွေမြန်မာနိုင်ငံမှာတာသောသွားတဲ့သူတွေအပန်းကနေရတဲ့တောင်းလာတွေအများကြီးပဲရရဆွဆွနဲ့မကောက်တော့ရဲ့ကိုယ်ရဲ့အသက်ကနေရတော့တမ်းမကြီးနဲ့တာဝန်နဲ့ဘယ်လိုများအဲ့လိုပြောနေတာလဲအဲ့ဒါကိုမဲစနဲ့တာမတီကိုနဲ့တာဝန်နဲ့ကိုဘလို့ပုံစံမျိုးနဲ့ဘလို့စိတ်မျိုးနဲ့ဘလို့များစားနိုင်တောင်းနိုင်အိမ်နိုင်နေရတာလေတာမတီတမီးကိုပြောတယ်လို့အရင်ဘက်တောက်ကြနေတော့မှတမီးကတာမတီရဲ့သားသမီးနဲ့ရွေးပြီးပါလို့တာမတီပြောခဲ့အဲ့တာမတီကိုတမီးတော့ခုနေချင်တာကတာမတီကတမီးတို့တာမတီရဲ့သားသမီးနဲ့ရွေးပြီးတာမတီရဲ့သားသမီးတဘောသားရဲ့ဆိုရဲကနာမန်နဲ့ဆိုလို့ရှိရင်ဘာတော့စက်ခွဲလေးကိုတောက်ခံရတာလေCRPH ဘက်ကနေပြပြလာရက်တီပေးပါတာမတီဥဒအောင်ညွှန်ရှင်ပြဥဒအောင်ညွှန်တမီပြောချင်တာကလူတမီတို့မြမစကားပေါ်မှာရှိရဲ့လူမာကလေးမင်းမတက်စားတဲ့အဲ့ဥဒအောင်ညွှန်အနေနဲ့လူကြီးပြောက်ဖြစ်ပြီးတော့ဘာပြောကိုယ်စကားကိုမတီးရတာလေဥဒအောင်ညွှန်ပြောတယ်မေစုကဥဒအောင်ညွှန်ရဲ့ own boss လို့ဥဒအောင်ညွှန်ကိုယ်တိုင်ပြောခဲ့တယ်ဒါနဲ့ကဘာတော့ဒါနဲ့ဥဒအောင်ညွှန်ကဘာလို့စိတ်ခွဲမကောင်းဆိုတော့မေအောင်လိုက်ဝတောက်ကနေရတာလေဥဒအောင်ညွှန်ရဲ့တာသမီးတွေစိတ်ခွဲရဲ့တာသမီးတွေပတ်စံနဲ့အထောက်လိုက်တိုင်ပြီးတော့နိုင်ငံသားမှာပညာသင်နေတဲ့အချိန်ကျမတို့ကြောင်းလာတယ်ကျမတို့တာမန်လူလိုက်ပါလေကွဲပြင်းပညာရဲ့အောက်တန်းကျတဲ့နဲ့နေနေရအောင်သူ့တောင်းမျိုးတိတ်လာတော့မသိဘူးရှင့်သိကြအောင်ဆောင်တယ်ရုံးနဲ့မိကြီးလေးပဲထောက်ပြီးမိနေတယ်ဥဒအောင်ညွှန်တို့မိသားစုတွေဟိုစစ်ခွဲမိသားစုတွေချမ်းသာတာနဲ့နေနေတဲ့အချိန်တည်သူတွေငတ်ပြက်နေရတယ်ဘလို့စိတ်နဲ့နေနေကြရလဲမြန်မာနိုင်ငံကိုလည်းပြန်ကြည့်တော့စစ်မြေပြင်တင်နေပြီအဲ့ဒါကိုခမကြီးတို့သိလားဒီကနေ့ဒီကနေ့လောကကြီးကျင်နေလား
တော့ကြီးစားနေတယ် နောက်ဆုံးနဲ့တခုပဲထပ်ပြောချင်တယ်ဥဒအောင်ညုံနဲ့တာယုံဝင်နှန်းနေထပ်ပြီးတော့စစ်ခွေးမကောင်းဆုံးရတော့ထပ်ပြီးထောက်ခံနေမှာလား CRPH ကိုထောက်ခံမှာလားဆိုတော့ကိုယ့်ဘက်လောက်ကိုပြန်စင်းလာပါစစ်ခွေးတွေကိုထောက်ခံတယ်မကောင်းဆုံးရတော့ထောက်ခံတယ်ဆိုလို့ရှိရင်ဥဒအောင်ညုံနဲ့တာယုံဝင်နှန်းနေကောလို့အဲ့လိုတစားရဲပဲလို့သတ်မှတ်လိုက်တယ် လူမောတော့လူလိုလာပြောခဏကာကြီးနေပြီဟာဟောကြောက်တယ် ။တမီးရဲ့ခုနကတိတိတိုင်မဲ့ကြီးကိုစိတ်ရှင်ရှင်နဲ့လာပြီးတော့တောင်းဆိုထားတာနော်ပြီးမခံနိုင်တော့ဘူး ရေတော့ ။အရေးရော။အရေးရော။